ဟေးမဖောက်ဘူးတစ်ဆေးမဟုတ်ပါဘူးကွယ်ငါမသိပါဘူးငါဆရာတော်ကြီးတစ်ပါးရဲ့အကြောင်းမှာဆေးကုပြီးမသိလို့ပြန်လာတယ်လေဟုတ်တော့အဲ့ဒါမှခက်တာလားဗျဟင်ဘာခက်တာတော့မသိဘူးဆိုရင်ခက်တယ်ဟာဒီလူတွေဘာတွေးရည်တယ်မသိဘူးအခက်လို့ခက်တယ်ပြောတာပဲမသိဘူးဆိုရင်ခက်တယ်ဆိုတော့မောင်ကိုပြူကမျက်တောင်အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးတို့1339ခုနှစ်ပြာသူလဇန်တရက်နေ့ညဒီမှာ2ညမြောက်တရားဝဲဖြစ်ပါတယ်2ညမြောက်တရားပွဲမှာအားလုံးတရားဓမ္မတွေကိုဒီကနေ့ဘုန်းကြီးအထူးသဖြင့်ပြောလိုတာကတန်ရှင်းစင်ကြယ်တဲ့မေတ္တာတရားနဲ့ပတ်သက်ပြီးတော့1500မေတ္တာနဲ့928သွယ်မေတ္တာဘယ်မေတ္တာကသာလွန်ပူကဲပြီးတော့ခိုင်မြဲတယ်လေဆိုတာသိကြပြီးသားဖြစ်တော့လေဒီကနေ့ဘုန်းကြီးပုံစံတစ်ခုထုတ်ပြမလို့မကုံဆုံးသောမေတ္တာဆိုပြီးဘုန်းကြီးဒီကနေ့ဟောမလို့စိတ်ကူးထားတယ်ပေးသားကြီးဗာမေတ္တာတဲ့နည်းနည်းပြောမယ်ရာဇဝင်ဇလန်းလေးပေါ့ဘာဇလန်းတော့ဟိုအင်းဝခေတုံးကဘယ်ခေတုံးပြိဿခုံတော်မောင်ကြပန်းတရားဆုံးဖြတ်တဲ့ရာဇဝင်ကန်းလေးဘုန်းကြီးပြောမလို့အင်းဝခေတုံးကကျွတ်တို့တရားနာပြိဿရေလိန်နဲ့လူသဟာဒီလိုတောင်ဥပဒေထုတ်လိန်နဲ့လူသဆိုတော့မူဇဝါဒလိန်နဲ့ကိစ္စလည်းမဖြစ်အောင်ဆိုပြီးတော့ဆရာတစ်ပတ်2ယောက်ခေါင်းလုံးခိုးပုံလေးခေါင်းလုံးကြီးကိုဆရာတစ်ပတ်2ယောက်ခိုးပုံလေးကျုပ်ပြောတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကမှခိုးနေပြောလဲခိုးရမှကျင်တတ်မလောက်ပါတဲ့ဆိုတဲ့အလုပ်ကိုလောက်ရမှကျင်တတ်နားထောင်ကြည့်ကျုပ်ပြောဆရာတစ်ပတ်2ယောက်ခေါင်းလုံးကြီးထမ်းပြီးခိုးလာကြအဲ့ဒီတုန်းကလည်းကျွတ်တို့အဲ့ဒီခေတ်ကပလိယောဂါတွေကဖြစ်နေပလိယောဂါဆိုတာတာရှည်ထားလို့မဖြစ်ဘူးအလောင်းတစ်လောင်းသေလိုက်ညာကြီးမှောင်နေမဲသွားပြေးလိုက်ဘယ်ဘုန်းကြီးနဲ့မှသွားရမှာမဟုတ်ခဲနဲ့အဲ့ဒါလို့ဖြစ်နေတဲ့အချိန်ဆိုတော့အဲ့ဒီတုန်းကတော့ပလိတ်လို့ခေါ်တယ်အခုတော့ပြည်သူရဲတွေပေါ့ဟောဗျာခင်ဗျားတို့ကလည်းမဟုတ်ဘူးကြုတ်ပြောနေတာကဟိုရှေးတုန်းကကျွတ်တို့ကြားဘူးတဲ့ဒီပလိတ်တဲ့အဲ့ဒီပလိတ်ကိုအခုတော့တမျိုးပြောင်းပြီးတော့ပြည်သူရဲလို့ဒီလိုခေါ်တာဒါကိုကြုတ်ပြောတယ်ဟိုပလိတ်နဲ့ရောသွားတာနားထောင်ပါဗျတခြားစီပါဟိုတုန်းကပလိတ်တွေကလက်နဲ့တွေကင်ပြီးတော့စောင့်တော့ခေါင်းလောင်းထမ်းပြီးခိုးသွားတဲ့ဆရာတော်ပဲ2ယောက်ကြံ့ညမူသားပြောရင်လေသတ်တဲ့ကွာဟေးခိုးပြန်တော့လေခိုးမှုနဲ့ခံရမှာပဲကဲနှစ်ခုသလုံးလှုပ်အောင်ဒီလိုလှုပ်မင်းငိုကွာငါပြောတဲ့အတိုင်းမြက်လာဟိုမှာလမ်းမှာစောင့်နေတဲ့ပလိတ်တွေရှိမင်းငိုဟေးဘယ်လိုငိုရအမလေးတူမကြီးနဲ့တော့ခွဲရတော့မယ်ဒီတိုင်းငိုဟေးပလိတ်တွေနာရောက်လေအမလေးတူမကြီးနဲ့တော့ခွဲရတော့မယ်ရှေ့ကတစ်ဖက်ကငိုတယ်စောင့်နေတဲ့ပလိတ်တွေကစဉ်းစားတယ်ဟေးမကန်းနဲ့သူတူမပလိတ်ယောဂါနဲ့သေးလာလို့သူတူမပလိတ်ယောဂါနဲ့သေးလာလို့ဆိုတော့ဘယ်စောင့်တဲ့ပလိတ်ကမှမဖမ်းဘူးဒီလိုနဲ့လွတ်သွားတယ်နောက်ကြတော့မေးတယ်တစ်ဖက်ကဆရာရဲတဲ့တူမကြီးနဲ့ခွဲရတော့မယ်ဆိုတာဘယ်လိုလို့ခဲလိုက်ကြကွာပလိတ်ယောဂါဖြစ်နေတဲ့အချိန်ဆိုတော့တူမကြီးနဲ့ခွဲရတော့မယ်ဆိုတော့အဆောက်တွေကလည်းပဲသူ့တူမပလိတ်ယောဂါနဲ့ဖြစ်လို့အလောင်းချလာတာပဲဆိုပြီးမကရဲဘူးဟာဒီယောဂါအလွန်လူကြောက်တာပြီးတော့လည်းပဲမူသားလဲလွတ်အောင်ကွာဒီခေါင်းလောင်းကြီးကလည်းမင်းနဲ့ငါနဲ့တူမကြီးနဲ့ခွဲပြီးတော့တဝက်စီယူကမှာကွာနှစ်ဖက်လို့ခိုးပြီးလာကျန်းဖန်ခိုးပါတယ်လို့ဆိုမှအခုကျွတ်တို့တိုင်းပြည်မှာနိုင်ငံအုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကအာဏာစက်နဲ့ကျွတ်တို့ဘုန်းကြီးတွေကတစ်ဖက်တစ်လမ်းကဓမ္မစက်နဲ့ခိုးရင်အရိဏဒါနသံဃာပဲလို့ခံရမယ်ကျွတ်တို့ကဟောတယ်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်များကယုံနေဂတ်တွေထောင်တွေနဲ့
တိုင်းပြည်မှာဒီလူဆိုးတွေပပြောက်အောင်ဥပဒေနဲ့အနည်းနည်းနှိပ်ကွတ်တယ်မရဘူးခိုးတာပဲအဲ့ဒီလိုခိုးမှုတွေရှိလာရင်တိုင်းပြည်ကြီးချမ်းသာတယ်လို့မချမ်းသာကြီးပွားတဲ့လောက်မကြီးပွားဘူးတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာကလည်းတရားနာပြည်သားကြီးတကယ်တမ်းစစ်ကြည့်လိုက်တော့အုပ်ချုပ်တဲ့လူရဲ့အပေါ်မှာမူမတည်ဘူးတိုင်းသူပြည်ကနာခံမဲ့လူများရဲ့အပေါ်မှာမူတည်ပါတယ်ဘယ်လိုမူတည်တာလဲဩဇာကြိုက်တယ်ဆိုတာဩဇာပေးတဲ့လူရဲ့အပေါ်မှာမူတည်တာမဟုတ်ဘူးဩဇာနာခံတဲ့လူရဲ့ပုဂ္ဂိုလ်ပေါ်မှာမူတည်တယ်မခိုးပါနဲ့ဆိုမခိုးမှမတိုက်ပါနဲ့ဆိုမတိုက်မှမယမ်းပါနဲ့ဆိုမယမ်းမှဓမ္မသာလျှင်ကျွတ်တို့တိုင်းပြည်မှာတိုင်းပြည်အုပ်ချုပ်တဲ့မိဘရဲ့စကားကိုနားထောင်သဖြင့်ကျွတ်တို့တိုင်းပြည်မှာဂျာအန္တရာယ်တွေမဝင်လာနိုင်ရင်ဖြစ်ပါတယ်တိုင်းပြည်တစ်ပြည်လုံးခြုံပြီးတော့အုပ်ချုပ်ရတာကိုမဆိုထားနဲ့မိသားစုတအိမ်တော်မှာလူ9ယောက်ရှိအုပ်ချုပ်ကြည့်စား9ယောက်ထဲမိဘနှစ်ပါးနဲ့9ယောက်ဒီသားသမီး9ယောက်ကိုဘယ်လိုအုပ်ချုပ်ရငါသားအကြီးလေးကတော့စီးပွားရေးကြိုးစားရရှာတာပင်မန်းတဲ့ငယ်ရွယ်သူတွေကပညာသင်တဲ့အချိန်မို့သူတို့ပညာသင်စိတ်ထောက်ရတာကလည်းမနှဲဘူးတို့သားအကြီးလေးတော့အဝတ်ကောင်းစားကောင်းလေးဝယ်ပေးမှဆိုဝယ်ပေးလိုက်ပြန်ရင်ငယ်ရွယ်သူဖြစ်တဲ့နှမတွေညီတွေကသူတို့သားကြီးဝယ်ပေးတို့ကြတော့ဒီလိုလာပြန်တယ်တခါအထွေးဆုံးမို့ချစ်လို့အငယ်ဆုံးလေးဆင်မြန်တော့လေလုံးရကန်ရတော့ဒီကောင်မတွေကဝယ်ပေးလိုက်ချီသူ့သားကြီးပဲ9ယောက်ထဲအုပ်ချုပ်ရတဲ့မိဘ2ပါးသီပင်လျင်ဒီလောက်တရားနာပြိဿအဖက်ဖက်ကကြည့်ပြီးခဲရင်နေရင်တိုင်းလုံးတစ်ပြေလုံးခြုံပြီးတော့လုပ်ရတဲ့ကိစ္စသည်တိုင်းသူပြည်သားရဲ့အပေါ်မှာများစွာမူတည်တယ်သဘောပေါက်ကြလားပြိဿဒါကြောင့်အလုံးတကာတော်မတွေသည်အခုဘုန်းကြီးတရားဟောနေတာပြန်ကြည့်နဲတဲ့ပြိဿကြီးမဟုတ်ဘူးငြိမ်းနေတယ်ကြာဒီကံကြောင့်ငြိမ်းတယ်မထင်နဲ့ခမည်းတော်စိတ်ကိုကသူတော်စင်အဖြစ်နဲ့တည်ပြီးတော့ကိုယ်စိတ်ကလေးတွေကိုထိန်ပြီးတော့ဒါဆူလို့ဖြစ်တဲ့တရားဝဲကြီးမဟုတ်ဘူးဟာဘာသာရေးတရားဝဲဟာနောက်လို့ပြောင်းလို့ဖြစ်တဲ့တရားဝဲမဟုတ်ဘူးဟာယဉ်ကျေးမှုခမည်းတော်ကိုယ်တိုင်ယူထားလို့ကြာဏီကံတရားဝဲငြိမ်နေဆိုတာကြုတ်ပေါ်လာဂုံရှိခမည်းတော်ငြိမ်လို့ဂုံရှိကြုတ်ပဲလို့ငြိမ်အောင်ပြောဆူးနေကြည့်ပါလားခမည်းတော်ဆူတာနဲ့ကျုပ်ကညင်အောင်ပြောပေမဲ့လို့မငြိမ်သည့်အတွက်ကျုပ်ပေါ်မှာပဲလာတယ်ကြာဒီကံတရားဝဲကြွညံလို့ပါကွာဖြစ်ပေဘူးလားပြိဿကြီးဒါကြောင့်အားလုံးတရားဓမ္မတွေအနေနဲ့ငြိမ်ဝတ်ပြပြစွာတရားနာသဖြင့်ကျွတ်တို့မြန်မာနိုင်ငံမှာတိုင်းတစ်ပါးသားများမြင်သွားတောင်မှသူတို့ဗုဒ္ဓဂေါရမရဲ့နိုင်ငံဗုဒ္ဓဂေါရမကိုးကွယ်တဲ့ဖယားသားသမီးတွေသည်ဗုဒ္ဓဂေါရမဟောကြားတဲ့တရားတော်ကိုယူသေးသဟာရင်ကျေးသဟာနုညံ့သဟာတိမ်မွေ့သဟာဆိုတော့မြန်မာနိုင်ငံဒီကမ္ဘာမှာအရင်ကျေးဆုံးဆိုတဲ့ဂုဏ်ကိုယူနိုင်တယ်ဒီလိုမှမဟုတ်ဘဲနဲ့နောက်နေမယ်ပြောင်းနေမယ်ဆူးနေမယ်ဆိုရင်ဖြင့်ရက်ွက်လက်ထိကြိုက်တယ်မိဘလက်ထိကြိုက်တယ်ဆရာသမားလက်ထိကြိုက်ဒီထက်တစ်ခါခေါင်းကောင်များပြောလိုက်ရင်ဘသူသားလေးပါကွာဆိုရင်ဗိုက်ကြောပြတ်အောင်မွေးရတဲ့အမေသွားပြန်အဲ့ဒါလို့ထိကြိုက်မှုတွေကိုထိမ့်သိမ့်စောင့်ရှောက်တဲ့ကာလသားပိုင်းဆိုင်ရာညီငယ်လေးတွေနဲ့တကွနှမငယ်လေးတွေကိုငြိမ်စိမ်ပါစီတော့ဆိုပြီးကြိုက်တတ်တဲ့ဓာတ်စာကျွေးပြီးတော့ဟောလာခဲ့တာတော့အနှစ်20ကျော်ပြီဒါကြောင့်ဟဲ့ဆိုတာငူတာလေးတွေလည်းသိမမျှော်လင့်ကြနဲ့ဒီထဲနောက်ပိုင်းငူတဲ့ဇတ်ထုတ်ကြီးလျှောက်ထားဗျာရောမမျှော်လင့်နဲ့ဖြစ်တယ်လို့ကြီးဟောသွားရမှာဒီထဲလာလျှောက်သေးရှင်ဖျားတဲ့ဆိုပါငူပါအောင်လို့လျှောက်နေတယ်တဲ့ဆိုတာငူတာကိုနားထောင်ကြလို့အရင်တုန်းကမျောလင်းချက်ကြီးနဲ့လာတဲ့လူတွေကမဆိုလို့မငူလို့တဲ့မလှူပဲနဲ့တောင်ပြန်နေတဲ့ကျုပ်လာမြောက်ခိုင်းသူတို့မြောက်တိုင်းမြောက်ရရင်ဘုန်းကြီးစကားပြီးပြောက်မနေ့ကပဲလိုင်းပြောင်းမြေပြောဒီနေ့ငိုကျုပ်ဘာသုံးကြတဲ့ဘုန်းကြီးတို့မမြောက်ပါနဲ့တချင်းဆိုတာကကျွတ်တို့လဲရီဆရာတော်ဘုရားများရေးထားတွေးချိုးတွေလေးချိုးတွေတေးတတ်တွေဒါတွေတချင်းတရားနဲ့ပတ်သက်တဲ့တချင်းတွေဒါပေမဲ့တချင်းကိုတကယ်ထံကရမ်းကြရတမြောက်အောင်မဆိုပဲနဲ့ဒီယဟန်သိက္ခာတွေကိုထိမ့်ပြီးတော့ဟောကြားတော်မူတဲ့ရှေးကဆရာတော်ကြီးတွေကတော့တေးတတ်ဖြစ်အောင်တော့ရိုးရိုးလေးဆိုသွားကြလေးချိုးကြီးဆိုအောင်တော့မိုက်မလင်းနိုင်ဘူးမြိုက်ခင်းရတဲ့ညာစီမှာခါတော်မီတီမဝေ့နိုင်ဘူးဒီကွေ့တွင်နေကုန်မျောပြန်ရတယ်ကွယ်ဆိုတော့ဘယ်သချင်းဖြစ်လို့
ကျောက်ကသချင်းဆိုတကယ်သချင်းလို့ဆိုတဲ့ဘုန်းကြီးဆိုတော့ဂျာနီကန်သချင်းဆိုတဲ့ဖြစ်တယ်ရေးထားတာကိုတကယ်ဆရာတော်သမတော်ကြီးတရားနဲ့စက်ရင်းနဲ့သချင်းမိုင်မလင်းနိုင်မှုမြိုက်ခင်းရတဲ့ညာစီမဆိုတော့ဂျာနီကန်သချင်းဆိုတဲ့ဖြစ်ဒီတိုင်းဖြစ်နေတယ်ကြောက်ခံနေရတာပြောပါတယ်ခါတော်မီသီမဝဲနိုင်မှုခါတော်မီသီမဝဲနိုင်မှုဒီကွေတွင်နေကုန်မျောပြန်ရတယ်ကွယ်အတော်မသာနိုင်တဲ့ရဟဝေဆိုတဲ့ဂျာနီကန်သချင်းဆိုတချင်းမို့လို့ရေးထားတာရတ္တမြောက်အောင်ဆိုပြန်တော့လေဂျာနီကန်သချင်းဆိုတဲ့ဖြစ်ပြန်ရောအဲ့ဒီတော့မဆိုတာကောင်းခုနဆိုတာမဟုတ်ဘူးပြောဗျာခွာကြကုန်ပါပြီဒီတော့တချင်းရလို့တော့ဒွေးချိုးလေးချိုးတွေရေးထားပါရောရတ္တမြောက်အောင်မဆိုတော့တချင်းရလို့မပေါ်လွင်ဘူးတကယ်ရတ္တမြောက်အောင်ထံကတိုင်းကြကြဆိုတော့ကျုပ်အပေါ်မှာတချင်းလို့ဒီလိုလာကတ်ရဒါကြောင့်တရားနာပိဋကရှိပါစေတော့လေကဲရှေ့နဲ့ဆက်ကြပါအောင်ဆိုအင်းဝရာဇဝင်လေးပြောမလို့ဟာဘယ်တောင်ရောက်သွားတယ်မသိကဲရှေ့ဆက်လိုက်ကြအောင်ဆိုခုနမောင်တမန်တရားဆုံးဖြတ်တာလေးကျုပ်ပြောမကုံဆုံးတဲ့မေတ္တာပြောမလို့ဟဲ့ငါညီများနှမများဒီမေတ္တာမျိုးထားရှိနိုင်ကြတို့အင်းဝခေတုံးကတတ်မှုလေးဘိုးရနိုင်ဆိုတာရှိတတ်မှုလေးအဲ့ဒီတတ်မှုလေးဘိုးရနိုင်သည်သူ့ရဲ့အိမ်သူဇနီးကမဖို့ဦးလို့ဒီလိုခေါ်တယ်ဟဲ့မောင်ရနိုင်တတ်မှုလေးသည်ကျွန်းတပုံများကိုနှိမ်နှင်းရန်ထွက်အသွားမသွားခင်မှားထားခဲ့တငယ်ချင်းမောင်ပိုးပြူရေသူတငယ်ချင်းကမောင်ပိုးပြူတဲ့တငယ်ချင်းမောင်ပိုးပြူရေအိမ်ကိုဝင်มาထွက်ပါကွာငါရှိနေတော့ကိစ္စမရှိဘူးဟာအိမ်ရှင်ယောက်ျားမရှိတဲ့အချိန်ခါမှာအဆက်ဆက်အရာရာညီကိုနောင်ရင်ပမာချစ်ခင်တဲ့တငယ်ချင်းမင်းဆောင်ရှောင်းမှာပါကွာဆိုပြီးတော့အဝင်ခိုင်းထွက်ခိုင်းမောင်ရနိုင်လေတိုက်ပွဲထွက်သွားတော့မောင်ပိုးပြူကအိမ်မှာဝင်ထွက်ပြီးအဆက်ဆက်အရာရာစောင့်ရှောက်နှမရင်လေးခဲ့သို့မဖို့အပေါ်မှာချစ်မဖို့ဥကလည်းမောင်ပိုးပြူကိုတရားနာပြိဿကြီးအကိုအရင်ကသို့ချစ်ဒီလို928သွဲမေတ္တာနဲ့တန့်ရှင်းစွာချစ်လာခဲ့ကြပါတော့လေတမှုလေးမောင်ရနိုင်သည်တိုက်ပွဲတစ်ခုမှာဒဏ်ရာနဲ့နေရတော့ပြန်မပါဘူးတရားနာပြိဿမပါတော့ဟိုကဆရာတော်ကြီးတစ်ပါးရဲ့ကြောင်းမှာပါပဲတရားနာပိဋကဒီကတပ်သားတွေပြန်လာတော့မေးတယ်တပ်မှုလေးဘိုးရနိုင်ကြဆုံးရတဲ့ဆိုတော့မဖို့ဦးလေးခမငိုရှာတော့ပေါ့ငိုးရုပ်ပြီးတော့နေလာလိုက်တာမဖောက်ပြန်ပါဘူးပိဋကဒီလိုမဖောက်ပြန်မဲနဲ့နေလာလိုက်တာတရားနာပိဋကကြီးနောက်မလာတော့ဆွန်နေသို့လို့တန်ဃာတော်တွေပင့်ပြီးဆွမ်းကပ်လို့ရေးစချအမျှဝေးလို့ပေးပြီးဆိုတဲ့တရင်တိတိကြကြယူဆပြီးတော့ဟော928သွဲမေတ္တာနဲ့နေလာခဲ့တဲ့မောင်ပိုးပြူလေးနဲ့ကနန်းများတဲ့ဘက်သို့ပြောင်းပြီးတော့ကုလူဆက်ဆံရ1500အကျဉ်လင်မယားဘဝရောက်သွားပြီဒီလိုအကျဉ်လင်မယားဘဝရောက်သွားတဲ့အချိန်ခါမှာဟောကလည်းတရားနာပိဋကမသေးဘူးဒဏ်ရာဆေးကုပြီးပြန်လာအိမ်ထဲဝင်ဟာဟေးတဆေးဟာဘယ်ငယ်ချင်းဘယ်တဆေးရမှာလဲကွာရန်နိုင်လေငါလေမင်းသေးပြီမလားနဲ့တဆေး6တောင်မှတ်မဟုတ်ပါဘူးကွာငါမသေးပါဘူးတကယ်ချင်းရမဖောက်ဘူးလို့ခေါ်လိုက်တော့ဟိုအိမ်ထဲကထွက်လာမလေးလောက်ကြပါဦးတော့လမ်းသွားဟေးတဆေးဟေးမဖောက်ဘူးတဆေးမဟုတ်ပါဘူးကွယ်ငါမသိပါဘူးငါဆရာတော်ကြီးတစ်ပါးရဲ့ကြောင်းမှာဆေးကုပြီးမသိလို့ပြန်လာတယ်လေဟုတ်တော့အဲ့ဒါမှခက်ကြတာပဲဟင်ဘာခက်တာတော့မသိဘူးဆိုရင်ခက်တယ်ဒီလူတွေဘာတွေးရည်တယ်မသိဘူး
ခက်လို့ခက်တယ်ပြောတာပဲမသေးဘူးဆိုရင်ခက်တယ်ဆိုတော့မောင်ပိုးပြူကမျက်တောင်မခတ်ဖဲနဲ့မောင်ရန်နိုင်ကြည့်လိုက်မဖို့ဦးကြည့်လိုက်တကယ်ချင်းအေးမင်းတကယ်မသေးဘူးနော်ဟောဗျာမသေးပါဘူးလို့ဆိုနေမှာမင်းနဲ့ဒီကွာတဲ့မသေးပေမဲ့လို့ခုဆုံးမနောင်ရှင်းဆိုတာလို့မသေးပြန်တော့ပြောရမှာပေါ့တကယ်ချင်းမင်းထွက်တော့တဲ့ဒီအိမ်ထဲကဒီကောင်ငါအိမ်ကငါဘောက်ထွက်မှာဟာတကယ်ချင်းထွက်တော့ဟာငါအိမ်ကွာဒီကောင်မင်းအိမ်မေဒီထွက်ဒီမကောက်ကွာငါမျက်နှာပူးမနေပါဘူးပြောပါတော့မင်းသေးပြီဆိုလို့ဆွမ်းတွေတုတ်ပြီးတော့တန်ဃာတော်တွေပင့်ရေဆက်ချအမြဝေးလို့ငါသည်မင်းဇနီးမရမတ်ဖို့ဦးရဲ့အပေါ်မှာ920ရှစ်ကွယ်မြစ်တာတန်ရှင်းတဲ့မကုံဆုံးတဲ့မေတ္တာနဲ့ချစ်ခင်ပါတော့လေမင်းသေးပြီဆိုတာနဲ့ပြန်မလာတဲ့နောက်ဆုံးငါတို့1500နဲ့ကူးလူဆက်ဆံလို့ဂိုင်းခွဲတို့အကျဉ်လည်းမရဘဝရောက်နေပါပြီဂိုင်းထွက်ဟင်ဟဲ့ကောင်ငါအိမ်ကွာငါဘာလို့ထွက်မှာတော့ဟာငါနဲ့ရနေပြီကွာရမရကွာငါနဲ့ငလင်ငယ်များငါပိုင်နေကွာဟဲ့ကောင်ငါခိုးယူတာမဟုတ်ဘူးကွာမခိုးကွာငါပိုင်နေကွာဘာမရမလဲကွာမင်းဒီကောင်မင်းဘာပြောလုံးလာကိုရိတ်သားရဲ့လုံးတော့မဖို့ဦးလေးကအလဲကောင်ကဒုက္ခပါပဲတော်လဲတော်ပါတော်လဲလုံးပါနဲ့မြဲရည်လေးကလဲလို့တော့ဟိုနှစ်ယောက်ရံပွဲဆဲသွားယောက်ျားဆိုတာမိန်းမပြောရတာလေပြည်ကယောက်ျားဆိုတာမိန်းမပြောမရဘူးအေးမိန်းမပြောလေရတယ်မိန်းမဆွဲခေါ်ပါတယ်ဒါတော့မှတ်ထားဘူးမိန်းမဆိုသည်မိန်းမတိုင်းမဟုတ်ဘူးအမေခေါ်မပါဘူးသားလုပ်တဲ့လူဖဲဝိုင်းတနေကုန်ထိုင်းနေတယ်အမေကသွားခေါ်တယ်ကောင်လေးတဲ့တလောင်းမထိုင်နဲ့စားကျင်တောက်ချင်မှမသိဒူလာကင်လိမ့်မယ်လာတဲ့အမေကခေါ်တော့ဘာပြောတော့ကင်ရတယ်ရုပ်ကင်တာခရကင်တာလားမိန်းမတိုင်းမဟုတ်ဘူးအမေခေါ်လို့မရဟာဟိုမိန်းမခေါ်တော့ရတယ်ဗျာဟိုမိန်းမဆိုတာသူ့ဟွာပြောတာသိပါတယ်ခုံမနတ်တီးပြီးသွားတယ်သေချင်းဆိုစားချိန်မှတောက်ချိန်မှမသိဒါတော့ထိုင်ရလားလာခဲ့လို့ဘိုကေလေးဆွဲခေါ်တော့ငါလာမလို့စိတ်ကူးနေတာဒါကြောင့်မိန်းမဆွဲခေါ်ရတယ်လို့ဒီယောက်ျားတွေကျုပ်ကဒါပြောတာပါကဲကြည့်ဟိုမှာဆွဲပြင်လိုက်တော့သူပြောတော့ရသူဆွဲတော့ရနှစ်ယောက်သမားညိန်သွားမဖြစ်ဘူးဒီကိစ္စတရားဆွဲမယ်ငယ်လေးငယ်မရကွာတို့မင်းဖာမင်းခိုးယူတာဟုတ်မဟုတ်ငါမသေးဘူးထင်လို့ယူတယ်ဆိုတာထားဖို့ကွာအခုငါသေးတယ်ဆိုလို့ယူတယ်ဆိုတာထားဖို့မသေးလို့ပြန်လာမှတော့မင်းခွာဖို့ကောင်းတယ်ခွာနိုင်ဘူးကွာဟဲ့မခွာနိုင်တရားဆွဲမယ်ကွာရွာလူကြီးတွေတိုင်ပဲရွာလူကြီးမှဆုံးဖြတ်လို့မရဘူးဘယ်ဆုံးဖြတ်ရမလဲမဖို့ဦးမေးကြည့်လိုက်တော့မဖို့ဦးတဲ့ငါတို့မှကြီးမောင်ရန်နိုင်ကငယ်လင်ငယ်မရမှုသူ့ပေါ်မေတ္တာများပြက်သလားမပြက်ပါဘူးပါကြီးရဲ့ငယ်လင်ငယ်မရဆိုတော့သေးပြီထင်လို့သာနောက်အိမ်တောင်ပြုတ်လိုက်တာပါတဲ့မသေးဘူးဆိုပြန်တော့လေသူ့လဲကျမချစ်တာပဲပါကြီးဟေးအဲ့ဒါပြမောင်ပိုးပြူလေးရောသေးတယ်ဆိုလို့အိမ်တောင်ပြုတ်တာထားပါတော့ငါတို့မှသူမသေးလို့ပြန်လာမှတော့ငယ်လင်ပေါင်းပြီးမောင်ပိုးပြူရဲ့အပေါ်မှာညှိစိတ်ကပြတ်နိုင်ရလားအဲ့ဒီလိုလဲကြောက်မပြတ်နိုင်ဘူးသူကခိုးတက်ပြီးတော့ယူတာမဟုတ်ဘူးဖြားရောက်သွေးဆောင်ပြီးတော့ယူတာမဟုတ်ဘူးသေးပြီဆိုလို့928ကွယ်မြစ်တာက1500ကူးကြတာပါအေးဒါဖြင့်တို့တော့မဆုံးပြနိုင်ဘူးဘယ်ရုံတက်လို့မှမရဘူးခုံတော်မောင်ကျွမ်းရုံရောက်သွားတယ်ခုံတော်မောင်ကျွမ်းရုံရောက်တော့ခုံတော်မောင်ကျွမ်းကတရားနာပြိဿကြီးကန်မင်းတို့ဒီလိုလုပ်ကြကွယ်တဲ့9ရက်လောက်တော့ထားခဲ့ကြရေစိမ့်တစ်ပေါက်မစင်စေရဘူး9ရက်ပြည့်ရင်ဒီတရားငါဆုံးပြပြန်သွားရောမောင်ရန်နိုင်ရဲ့မောင်ဘိုးပြူရဲ့ပြန်သွားကြမဖို့ဦးလေးကကိုရနိုင်တဲ့အတူနေရမှလို့ကိုပိုးပြူကိုပဲပေါင်းရမှလို့တယောက်နဲ့နေမှတော့ဖြစ်မှနှစ်ယောက်စလုံးဆိုရင်တော့တပ်ပွဲဖြစ်လိမ့်မယ်ယောက်ျားတစ်ယောက်တည်းမိန်းမဆိုတာကတော့ယောက်ျားကောင်းတော့မောင်မ1000ကိစ္စမရှိဘူးတဲ့မိန်းမတစ်ယောက်တည်းဆိုရင်တော့တတ်ကြမှာမဖြစ်ဘူးလူသားမှုကြီးလည်းအဖြစ်မခံနိုင်ဘူးငါကိုရနိုင်အတူတူနေရမလို့မောင်ပိုးယူတူတူနေရမလို့နဲ့မဖို့ဦးလေးစိတ်တစယောဂဖြစ်ပြီးဟောခုံတော်မောင်ကြပန်းအိမ်နဲ့အနိစ္စရောက်ပြေးရှာပါလေဗျာ
သေတော့အလောင်းကြီးပြင်းလို့ဖဲသမားတွေနဲ့ဟောကြီးတယ်မသားဆိုတာဖဲသမားကျွတ်တို့ငယ်ငယ်တည်းကရှိနေတာပဲဒီတော့တရားနာပိဿကြီးအဲ့ဒီလိုဖဲသမားတွေနဲ့ဝိုင်းဖွဲ့ပြီးတော့လူကြီးလူကောင်းတွေနဲ့လက်ဖက်ပွဲတွေနဲ့ကွန်အစ်တွေနဲ့ဒီလိုနေကြထိုင်ကြတုန်းတရားနာပိဿကြီးလာပြီးဘသူအရင်ရောက်လာတုန်းဆိုတော့မောင်ရနိုင်အရင်ရောက်ဘာကြီးဟာတမှုလေးကိုရနိုင်လာကြီးလာလာမောင်ရေမင်းနှုတ်ဆက်ရစိတ်တော့မကောင်းပါဘာပြုလို့လဲခင်ဗျာဘာပြုလို့ရမလဲကွာမင်းအလားကောင်းမိမလို့အချိန်နှောင်းပြီမောင်ရနိုင်ယူရမလို့မောင်ဘိုးယူရမလို့နဲ့ကြားကစိတ်တွေပြာများပြီးတော့မတ်ဖို့ဦးလေးအနိစ္စရောက်သွားရှာတယ်ကွယ်အလောင်းလာကြည့်တော့ဗျာမပြာနဲ့ကွယ်ခုနှစ်ကမှခေါင်းသွင်းပြီးပါလေဗျာဒုက္ခပါပဲဗျာအေးဒုက္ခတွေနှောက်ထားတော့ကွာကြားလားတကယ်လို့မင်းချစ်ပါတယ်ဆိုတဲ့မတ်ဖို့ဦးလေးဒီလိုသေသွားတဲ့အချိန်ခါမှာမတ်ဖို့ဦးရဲ့သကြိုးစိနဲ့ငွေ900လောက်တော့မင်းတာဝန်ယူမှဖြစ်မယ်ကွယ်ဗျာမယူနိုင်ဘူးဗျာမယူနိုင်ဘူးပါကြီးဘယ်နဲ့ဗျာချစ်တော့သူသေတော့ကိုအလောင်းမလုံနိုင်ဘူးတကယ်ဆိုရင်ကျုပ်သေတယ်ထားအောင်တော့3နှစ်3မိုးတော့သူစောင့်ဖို့ကောင်းမဆောင်မဲနဲ့နောက်အိမ်အောင်ပြူတာကျုပ်အပေါ်ကိုသူမချစ်လို့ပေါ့သူမြတ်တာမခိုင်ရဲလို့တကြိုစရိတ်900မပြောနဲ့တပြားမှမယူနိုင်ဘူးပြုတ်အေးရှိစေတော့ခွဲနောက်မမိုးပြူပေါက်ပြောပါကြီးဟာမမိုးပြူလာမဖို့ဦးအေးပြောမှာပေါ့ကွာမင်းအလားကောင်းမေးပြီဒီလိုပဲအချိန်ကနှောင်းသွားပြီမင်းတို့နှစ်ယောက်ရဲ့ကြားမှာပြာများပြီးတော့စိတ်တော့ကရောက်ပြီးမစားနိုင်မတော့နိုင်နဲ့ကွယ်မဖို့ဦးလေးအနိစ္စရောက်လို့မောင်ရင်ခေါင်းသွင်းထားတဲ့ဟိုအလောင်းလာကြည့်တော့ဆိုဗျာမဟုတ်မလေးကိုကျိုးနဲ့ရကြီးရဲ့ဆိုပြီးအလောင်းကြီးခေါင်းနဲ့တိုက်ပြီးတော့ခေါင်းကြီးခေါင်းနဲ့တိုက်ပြီးပြေးငိုတယ်ကြိုက်ပေါင်ပေါ်ပြေးငိုတာနောက်ထားတော့ကွယ်ဒီလိုကွယ်ဒီမတ်ဖို့ဦးလေးရဲ့တကြိုစရိတ်နဲ့ပတ်သက်ပြီးတော့မင်းငွေ900ပါအလုံးတာဝန်ယူနိုင်မှာမလားလေဘာကြီး900မဟုတ်ပါဘူးခင်ဗျာမတ်ဖို့ဦးနဲ့ပတ်သက်လာရင်ကုန်ကြတဲ့ငွေကြီးကျွန်တော်အားလုံးတာဝန်ယူတယ်ခင်ဗျာကျွန်တော်အကောင်တာဝန်ယူတယ်ခင်ဗျာမတ်ဖို့ဦးနဲ့ပတ်သက်တဲ့တကြိုစရိတ်တွေသူများတပြားမှမကုန်ရဘူးကျုပ်တာဝန်ယူတယ်ကျုပ်သူ့အပေါ်ချစ်ခဲ့တာမခိုင်မြဲတဲ့ရေဘွက်ပမာမတိမြဲတဲ့1500မေတ္တာနဲ့ချစ်ခဲ့တာမဟုတ်ဘူးခင်ဗျမကုန်းဆုံးနိုင်တဲ့928သွယ်မေတ္တာနဲ့ကျွန်တော်ချစ်ခဲ့တာဒါကြောင့်တာဝန်ယူသဖြို့အဲ့ဒါလို့တာဝန်ယူသဖြို့လို့လေတရားနာပိဿပြောလိုက်ရောအေးကောင်းပြီလူကြီးမင်းတို့ကြားကြတဲ့အတိုင်းသူတို့တရားသူတို့ဆုံးဖြတ်ပြီးကြပါပြီခင်ဗျာငါတူမဖို့ဦးလာထွက်ခဲ့တော့ခေါင်းကတက်မဲ့ပြင်ထားတာဖဲသမားတွေနဲ့အဟုတ်တူအောင်လုပ်ရတရားဆုံးပြလွယ်တာမှတ်လို့မဖို့ဦးလေးကထွက်လာမဖို့ဦးမလေးမသေးလို့တွေ့ရရန်နိုင်ကြီးပြေးဖက်တာကို928ကမပြင်းထန်ဘူးပြိတ္တာသူကတော့ဖြည်းဖြည်းညင်မဲ့ပြိတ္တာ1500တဲပြင်းဆိုပါလားပြိတ္တာကြီး1500မပြင်းဘူးလားသိရသားနဲ့မြုံတယ်သူတို့ပြေးဖက်တော့ခုံတော်မောင်ကြပန်းကဟေးမောင်ရနိုင်ဆုံးနောက်ဆုံးမင်းနဲ့မဆိုင်ဘူးမင်းတို့တရားကိုငါဆုံးဖြတ်သည်မဟုတ်မင်းတို့ကိုယ်တိုင်ဆုံးဖြတ်သွားကြသည်မောင်တို့လူကြီးများသက်သေအသိပါဗျာငါတယောက်တည်းဆုံးဖြတ်တာမဟုတ်ပါဘူးမင်းချစ်ချင်းမေတ္တာသည်ရေဘွက်ပမာမတည်မြဲတဲ့ကနန်းများတော့လေ1500မေတ္တာဆိုတာသိရင်မေတ္တတဲ့ဝါဒနာမှုဟေးဓမ္မဒီမေတ္တာသည်မင်းပိုင်ဆိုင်တိုက်တဲ့မေတ္တာမဟုတ်တော့ဘူးသေပြီအထိ928သွယ်မေတ္တာနဲ့မကုံဆုံးတဲ့မေတ္တာနဲ့ချစ်သောမောင်ပိုးပြူသာလျင်ပိုင်တိုက်တဲ့မောင်ပိုးပြူနဲ့ပေါင်းစိမ်မောင်ရနိုင်မင်းဒီကနေ့ကစမဆိုင်ဘူးပြန်ဆုံးပြပေးဘယ်လိုမေတ္တာတဲ့တုံးဟေးဟောဗျာစောစောကပြောခဲ့တယ်ဘယ်လိုမေတ္တာလဲ
မကုံဆုံးသောမေတ္တာမကုံဆုံးသောမေတ္တာဆိုတာကဏ္ဍဘယ်လောက်ရှိတုံးလဲ928သွဲမေတ္တာအဲ့ဒီမေတ္တာဒီဘယ်သောခံမှမကုံဆုံးဒါကြောင့်တရားနာပိဋကခုံတော်မောင်နှမဆုံးဖြတ်ပေးတဲ့တန်ရှင်းစင်ကြယ်တဲ့အဲ့ဒီမေတ္တာလေးကိုဒီကနေ့ကျွတ်တို့တိုင်းသူပြည်သားတရားတော်များတွေလေးစားကြစမ်းပါကောင်းလားပိဋကကြီးဒါကြောင့်ကျုပ်တရားဟောနေရတဲ့ဘုန်းကြီးတရားတော်တွေရဲ့အပေါ်မှာတန်ရှင်းတဲ့928သွဲသောမေတ္တာကိုလက်ကင်ထားပြီးသွားခဲ့တဲ့တိုင်းပြည်လေးအတော်နှံ့ပါပြီပိဋကနော်တချင်းဆိုငိုးနေတဲ့ဘုန်းကြီးပဲမယ်လို့တိုင်းပြည်လက်ခံလာခဲ့တာအနှစ်20ကျော်လောက်အခုတော့တော်ပြီလို့ကျုပ်ဆုံးဖြတ်ထားပါဆုံးဖြတ်တာလားလျှောက်တယ်မငိုလို့တဲ့မနေ့ကပိဋကတဝက်လောက်မဟုတ်တော့လည်းပဲနောက်ပိုင်းကပြန်တယ်ပြန်မေ့စီလို့တကယ်ငိုတာကြိုက်ရင်လေလာခဲ့လို့တယောက်တည်းငိုပြပါရစီဟုတ်တယ်လေကျုပ်တော့ဒီတိုင်းပဲပြောလိုက်ကျန်ဒီကံတရားပြီးရှေ့ပိုင်းမှာဝိပဿနာဟောတယ်နောက်ပိုင်းမှာဇတ်ထုတ်ဟောတယ်ဘယ်လိုပင်ဝိပဿနာဟောပေမဲ့မပေါ်လွင်ဘူးဘာလို့မပေါ်လွင်တာတော့ကက်ဆက်တွေနားထောင်လိုက်တချင်းသာငူချင်းသာမကြားရရှေ့ပိုင်းဝိပဿနာဖမ်းမှဖမ်းမယ်လို့ရှေ့ပိုင်းဝိပဿနာကိုမဖမ်းလို့ကက်ဆက်သမားအပြစ်တင်လို့မရဘူးကက်ဆက်ကိုအငှားဖွင့်တဲ့လူကစပြီးတော့ဝိပဿနာကြုတ်တရားတိတ်ခွေလေးတင်လိုက်တော့အဲ့ဒါကြီးပြင်းစရာကောင်းလုံးလို့တဲ့ဟိုငိုချင်းပါတာချရအောင်ပါသူတို့ကြိုက်တာသူတို့လောက်ကြသည်ဒါပေမဲ့လို့ကြံဒီကံတရားနားထောင်လိုက်တချင်းဆိုငိုချင်းချနေတာပါကွာကျုပ်ပေါ်ဒါပဲတောင်းအတင်ခံရတောင်းအတင်ခံရယုံတယ်လားမဟုတ်ဘူးလူပြက်တွေမင်းသမီးတွေမင်းသားတွေကစကြုတ်ပြောလာပြောလာတော့ငါလျှော့တာကောင်းတယ်ဇာယုံနဲ့ကျုံနဲ့ကပ်ပြီးဆုံလိုက်ရင်အဲ့ဒီဇာယုံမသက်တာအငြိမ်ဝဲဇက်ပွဲကြည့်ကျင်ပွဲဆိုတာတော့အသာထားတော့ဒီတော့ကျုပ်လည်းတရားဘုန်းကြီးဘုရားရောက်မှသိုးငူဟောတော့မင်းသားမင်းသမီးမျက်စောင်းတိုးလည်းအတော်ခရဟောကျွတ်တို့ပြောရအောင်ဝင်းဘိုတို့ညီအကိုဟိုရွှေမန်းသားများလေအောင်သားတင်ကြီးကွာတဲ့ဒုအဖေလက်ထက်တည်းကတွဲလာတာကြာပါပြီတဲ့အသက်ကကြီးလို့ပေတွေလည်းတွန့်ကုန်ပါပြီတဲ့တို့နဲ့တော့မကြိုက်ပါဘူးတဲ့ကြံဒီကံနဲ့တွဲဖို့ကောင်းတော့တာတော်ဆိုးတဲ့ကောင်းကြီးဒီထဲမန္တလေးမြို့ကအငိမ့်မင်းသမီးဘေဒါဆိုတာကျုပ်တပည့်ကျုပ်သမီးလေးလို့ချစ်တယ်ယရနာသုံးပါအလွန်ကြည်ညိုတယ်အဲ့ဒါကျုပ်တရားနာပိဋကဆွမ်းကြိုးတွေရေကြိုးတွေကြံဒီကံဖိတ်ခေါ်တဲ့တခြင်းတွေကျုပ်ရေးပေးဒါတွေဆိုတော့တရားနာပိဋကကြီးကျုပ်လှဲ့ပေးစားကွာတဲ့ကြံဒီကံဆရာတော်ရဲ့တပည့်တယ်ကွာမဗိဒါကကြံဒီကံဆရာတော်ကလည်းကွာပေါက်ပေါက်ရှာရှာတွေဟောပါပြီနဲ့ဒီဘုန်းကြီးမင်းသမီးတွေနဲ့ရင်းနှီးနေမှတော့ကွာဆိုပြီးထွက်ပြေးသည်ထိသမုတ်တယ်အဲ့ဒါတိုင်းပြည်တော်ဘွက်ပေါက်သွားတောင်လူမြို့မှာပရိသတ်2000ကျော်လောက်နဲ့စောင့်နေကျုပ်ကမရောက်ဘူးလမ်းကားပြက်လို့ပျော်ပွဲမှာတောင်တင်းတယ်ကျန်ဒီကံဆရာတော်မဗေဒာနဲ့ထွက်ပြေးတယ်ဆိုတာတရက်ပြက်သွားလို့မလာတော့ဟုတ်ပြီတဲ့ဝေဖန်ချက်ချရအဲ့ဒီလိုဟုတ်ပြီလို့ဝေဖန်ချက်ချနေတော့ကျုပ်နောက်တစ်ရက်ကိုရောက်သွားတယ်တောင်လူမြို့ရောက်သွားတော့အမေတီးတူကျုပ်တရားပလင်ထောင်းကဘယ်မဗေဒာနဲ့ရတယ်ဘယ်ဟုတ်လို့ပါအခုလာတာအာမင်းဘယ်ချင်းပြန်ဝေ့လာမှာတောက်တဲ့လူလာမကြားကိုကလို့အဲ့ဒါကျုပ်တကယ်ကိုယ်တိုင်ရောက်လာပြန်တော့လေမဗေဒာနဲ့မဟုတ်ဘူးပြိဿလိုင်းပြောင်းသွားမဗေဒာမဟုတ်ဘူးကြာနီကံဆရာတော်ရုပ်ရှင်မင်းသမီးတင်ညိုနဲ့ထွက်ပြေးဗျာအာတိုင်းပြည်ဘွက်ကိုပေါက်လို့ညီတော်နောင်တော်တို့ငါဂုံလို့ပြောနေတာမဟုတ်ပါဘူးတို့လည်းဒီဟာတွေနဲ့အပြောခံရလို့ဂုံမရှိပါဘူးသူတို့ခမရများလည်းဂုံမရှိပါဘူးခံရတာနာမည်ကြီးရင်ဒီဓမ္မရာဟာခံရမယ်ပြိဿဒါကြောင့်အခုတော့လည်းတရားနာပြိဿမတုံလှုပ်ပါဘူးပြောချင်ရပြောကြတော့အသေးတွေလည်းမာကုန်ပါပြီအရေတွေလည်းထူးကုန်ပါပြီမနာနိုင်တော့ပါဘူးမာအေးဆိုတဲ့သချင်းလို့အသေးတွေမာလို့နာလဲနာအဲ့ဒါလို့ဖြစ်နေပါပြီ
အခုတော့မနာနိုင်တော့ပါဘူးတရားနာပြိဿဒီထက်ကြံဒီကံတရားဝဲမှာနှင်းကလေးမိုးကလေးကြတဲ့နေရာရာသီဥရုကြောင့်ဒီမျိုးယဉ်ကျေးမှုဇာတ်ယုံဟောတဲ့ရုံအပြင်မဲ့လူတဝက်လောက်ရှံထွက်ဖြူမျိုးမဆန်းလို့ပြင်မဲ့ထုတ်ဟောရတကုံးမျိုးထခိုးနဲ့ဇာတ်ယုံကြီးမဆန်းဘူးဇာတ်ယုံရှိတဲ့မြို့တိုင်းမှာကြံဒီကံဆရာတော်ရဲ့တရားဝဲကိုရာသီဥရုမိုးလေးကြောင့်ဇာတ်ယုံနဲ့ကျင်းပါတယ်ပြိဿရှမ်းထွက်တော့တည်င်းလို့လားကြံဒီကံဆရာတော်တရားဝဲယုံသွင်းတာတဲ့ဖြာတစ်ချက်30ကျုပ်တော့ခန်းနေရတာဟိုလိုလှဲ့ပြောလိုက်ဒီလိုလှဲ့ပြောလိုက်နေရမရှိတော့ဇက်ယုံနဲ့မိုးလုံးလေလုံးဟောပြန်ပါတော့လေတရားနာပြိဿရေကြံဒီကံဆရာတော်ကကန်တလိုက်တွေနဲ့အလုတ်လုတ်စားပြန်တယ်ကြာတော့ဘွက်ကိုပေါက်လို့ဒါကြောင့်တရားနာပြိဿရေတရားဟောရတဲ့နေရမှာတချင်းဆိုငိုချင်းချလို့တိုင်းပြည်သည်အာယုံ၅ပါးများတဲ့အချိန်ခါဆိုတော့ကြိုက်တဲ့လူနဲ့မကြိုက်တဲ့လူစာကြည့်လိုက်တော့ကြိုက်တဲ့လူကအတော်များပါအတော်များပါအတော့ဆိုတပြေလုံးလို့အတော်များပါကြိုက်တဲ့လူများသလားမကြိုက်တဲ့အပိုင်းကလည်းရှိတယ်ကြိုက်တဲ့အပိုင်းကတော့အာယုံ၅ပါးပဲမို့ကြိုက်ကြတာသူတို့ကမှားတဲ့လမ်းသွားကြိုက်မကြိုက်တဲ့ဘက်ဆိုတာကကျွတ်တို့သူတော်စင်များရဲ့ဘက်ကပြန်ကြည့်တော့သင်္ကန်းဝတ်ကြီးနဲ့သချင်းဆိုတာနှာခေါင်းရှုပ်နေရကဲရဲ့တရားကျုပ်လောက်ကမှားနေတာကြုတ်ပြီးသဖြင့်တော်ပြီလို့ဒီအချိန်မှနောက်မဆုတ်ရင်လေဒါတဲ့ဘယုဒုက္ခဖြစ်ဖို့ရှိဒါကြောင့်တော်ပြီပြိဿနောက်ဆိုလို့ငိုလို့မတော်တော့တဲ့အချိန်ကျုပ်လိုင်းပြောင်းပြီးတော့ဟောပါရစီတော့တခါလေးတို့ကစိတ်ခါဆိုတာလောက်ကတော့ရှိပါစီတော့သမမကြီးငိုလို့တော့မတော်တော့ပါဘူးခင်ဗျားတို့ကလည်းကြီးတယ်ကျုပ်ကလည်းအကြောင်းတော့ပြောပြရတယ်ပြိဿဒါကြောင့်တရားနာပြိဿရေဓမ္မကတိကကြာဏီကံကိုအကြောင်းပြုပြီးတော့ကြိုက်တဲ့ဘက်နဲ့မကြိုက်တဲ့ဘက်နဲ့လက်ဖက်ရည်ဆိုင်ခောက်ဆွဲဆိုင်မုံနီဆိုင်ရံဖြစ်တာဒီလည်းများလာပါဘူးများလာပြီပြိဿရေကြာဏီကံအပြည့်ပြောကြံဒီကံတိတ်ခွေပေါ်သမျှဝယ်တဲ့လူနဲ့သွားတွေ့တောင်ချင်းချကြဗျာမကောင်းဘူးစကားစစ်ထိုးကြတယောက်နဲ့တယောက်ရံဖြစ်ကြအဲ့ဒါမျိုးပြည်မြို့မှာရွှေဆန်းတော်ဆေးချင်ရင်မှကျွတ်လို့ဖိတ်ဆိုင်တစ်ဆိုင်ရှိကိုမောင်နေတဲ့တရုတ်ကျုပ်တရားတွေကို तू အစကလည်းမနာဘူးဘယ်တော့မှမလို့ဘုန်းကြီးရှင်မခေါ်ဘူးတရားလည်းမနာဘူးတရုတ်လူမျိုးနောက်တော့ကြံဒီကံတရားနာတော့ तू တိတ်ခွေတွေရန်ကုန်မှာလာပြီးတော့ထွက်သမျှ तू အကုန်သွင်းအကုန်ရှိတယ်ဇတ်ထုတ်80ကျော်လောက်အဲ့ဒီဇတ်ထုတ်တွေအကုန်သွင်းပြီးတော့လာသမျှလူသူကကြံဒီကံတရားဖွင့်ပြကြံဒီကံတရားဖွင့်ပြတော့လူတယောက်ကဒီပေါင်းများတယ်အဲ့ဒါဘယ်လိုလုပ်လဲအကြံဒီကံဆရာတော်ပါတဲ့ဖွင့်မှလည်းများချင်းဆိုတဲ့ဘုန်းကြီးတမ်းကြားကြမှာဘူးသူကပေါက်နေတဲ့လူနဲ့တူပါရဲ့ပေါက်ဘူးလေပေါက်တော့ तू ကရင့်ပြီလေဖဲကြားခြင်းမလို့ဖွင့်မှလည်းများတယ်ချင်းဆိုတဲ့ဘုန်းကြီးတမ်းကြားကြမှာဘူးမဟုတ်ပါဘူးများတဲ့ချင်းနဲ့ဆိုတာမဟုတ်ပါဘူးတဲ့ခင်ဗျားကျုပ်ကြားလိုက်ဒီကိုတော့အတန်ဖြင့်သချင်းဆိုငူချင်းချတာခင်ဗျာအလုပ်တရားဘာမဟုတ်ဘူးတဲ့ဟုတ်ဘူးတဲ့ခင်ဗျာဝိပဿနာဟောရင်နာမှာလားမာဒီဘုန်းကြီးဝိပဿနာဘယ်တော့ဟောလို့တော့နဲ့ခင်ဗျာနာမလားတဲ့ဝိပဿနာဆိုရင်နာမယ်ပြုတ်ဒီမဲ့ကျုပ်ကတဲ့ကျုပ်လက်ဖေးဆိုင်လာတယ်ခင်ဗျာတရားပြီးဆုံးအောင်နိုင်ရင်လက်ဖေးချိုလကားတိုက်တယ်တဲ့ဒူးရတဲ့သေးတယ်တဲ့မှုန်လဲကျွေးတယ်တဲ့ခင်ဗျာလေတဲ့ဟိုဝိပဿနာတရားကိုဆုံးအောင်နာမှာလားတဲ့အမာဒီကိုတော့ခင်ဗျာဝိပဿနာဟောဆုံးအောင်နာမယ်ကဲလက်ဖေးချိုတိုက်တယ်ဗျာအလကားရော့ဒူးရဘူးလိုက်ချပြီးတော့ရော့မုံက9ခုပိုက်ဆိုင်ရင်စားသွားအလကားပြုတ်တခုတော့ရှိတယ်နော်တရားပြီးအောင်မနာရင်တော့ဒါအလကားမဟုတ်ဘူးသူတန်ချင်းနဲ့သူခွင့်ရောသက်ကာယဒိဋ္ဌိဖြုတ်ခန်းအဲ့ဒီသက်ကာယဒိဋ္ဌိခွဲခန်းတရားကိုဖွင့်လိုက်တော့မုံလဲစားပြီးပြီလက်ဖက်ရည်လဲတောက်ပြီးပြီဆေးလိပ်က3လိပ်ကုန်ပြီဒူးရ15မိနစ်လောက်ကြာတော့ကောင်းပါဗျာတဲ့ဒီလိုမဟုတ်ဘူးထင်လို့တဲ့ကျွန်တော်ကသို့တော်လည်းကျွန်တော်အိမ်အလုပ်ရှိသေးလို့ခင်ဗျာတဲ့မတ်တက်ရတယ်ခင်ဗျာပြမလို့လားတဲ့ဟုတ်တယ်ကျွန်တော်ပြမလို့တစ်ဖက်ချိုးကဘယ်လောက်ကြာဒူးရဆေးလိပ်ကကလိပ်ပြ50မုံကခင်ဗျာဘယ်နှခုကုန်အလုံးစုံဘယ်လောက်ကြာပြေးပါခင်ဗျာလကားတိုက်တာအေးဆုံးအောင်နိုင်ရင်လကားပဲတိုက်နိုင်ဘူးဗျာတဲ့ခင်ဗျားလည်းဝိပဿနာမဟောဘူးပြောတယ်ဟောတော့15မိနစ်နဲ့ခင်ဗျားထမရဘူးတဲ့အဲ့ဒါပြေးပါတဲ့ဇွတ်တောင်းယူ
အဲ့ဒီတရုတ်လူမျိုးသည်သူ့သားလေးတွေကိုရှင်ပြုတ်ပြီးတော့ဂျာနီကညပွဲမရလို့နေပွဲနဲ့ရှင်ပြုတ်ပါတယ်ပြိဿပြည်မြို့မှာဂျာနီကသည်လှေကားတက်ပေးတဲ့ဘုန်းကြီးဓမ္မကတိကထဲမှာအောက်ပိတ်ဆုံးလှေကထိလို့ရှင်းရှင်းဝန်ခံဟောရတဲ့ဘုန်းကြီးကျုပ်ဆိုတာငိုတာလေးတွေဟာညီငယ်နှမငယ်တွေဘယ်တရားပွဲမှမသွားတဲ့ကလေးတွေဒီတရားနာရတာမဆိုးဘူးကွာဂျာနီကတရားနာရတာမပြင်းဘူးကွာတခါတခါတော့ချင်းလေးရဆိုလိုက်သေးကွာဟေးနားထောင်လို့ကောင်းတယ်ကွာဘာပဲဖြစ်ဖြစ်ကျုပ်ရှိကိုဒါနဲ့ဆွဲခေါ်လို့ရောက်လာရင်ကျုပ်လိုချင်တဲ့ပုံစံဘာသာရေးတရားတွေတွန်းနိုင်နေဆိုပြီးတော့လှုပ်လာခဲ့တာမှန်တယ်ဒါပေမဲ့လို့ဓမ္မကတိကထဲမှာကျုပ်ကအောက်ပိတ်ဆုံးဓမ္မကတိကညီမိဓမ္မကတိကရဲ့အပေါ်ကိုမှထီပါပုတ်ခတ်ခြင်းမပြုဘဲနဲ့တပါးသောပုဂ္ဂိုလ်ကဖုတ်ပုတ်ခတ်လျင်ပင်ကျုပ်ကပြန်ပြီးတော့မချေပပဲနဲ့ကိုတရားကိုဟောခဲ့တယ်ဘုန်းကြီးဒါကြောင့်လှေကားတက်ပေးတာကျုပ်တက်ပေးတဲ့လှေကားနဲ့အဆင့်မြင့်မြင့်တရားတွေနားနိုင်အောင်ကလေးတွေလည်းအကျင့်ရအောင်ကျုပ်လုပ်ပေးနေပါတယ်လို့တဲ့တဲ့ပြောပါလေရက်ကနဲ့ဒီတဲ့တဲ့ပြောတဲ့စကားကိုခုနကကိုမောင်နေသည်အာကိုယုံကြည်စွာနဲ့ကျုပ်တက်ပေးတဲ့လှေကားနဲ့ရိတ်တာတစ်ခုရောက်သွားရောရုပ်ရိတ်တာတစ်ခုရောက်သွားတော့ခေါင်းပေါင်းမောင်းကျက်သေးကြီးတွေနဲ့ကြံဒီကံပြစ်ပြောတာတို့ဘာပြောတာတော့ဟာကျွတ်တို့ကသချင်းဆိုတဲ့ဘုန်းကြီးဒီတိုင်းဆိုရင်ကျွတ်တို့ဝိပဿနာလုပ်ငန်းစဉ်တွေဘဝကြကုန်တော့ပါပဲလို့အဲ့ဒါလိုပြောပြီးကျုပ်အပြစ်တွေပြောနေတော့ပြောပါနဲ့တဲ့မပြောပါနဲ့တဲ့ကြံဒီကံအပြစ်ခမည်းတော်ရိတ်တာမှာမောင်နီတယောက်တရုတ်လူမျိုးတရားလာအာထုတ်တာဟာကြံဒီကံတက်ပြီးတဲ့လှေကားနဲ့တက်လာတာပါဘုန်းကြီးရှင်မခေါ်ဘူးတဲ့တရားမနာဘူးတဲ့ကျုပ်တက်ပေးတဲ့လှေကားနဲ့အဆင့်မြင့်မြင့်တရားတွေနားနိုင်အောင်ကျုပ်ကအပျော်တိုက်ပြီးမရောက်ရောက်အောင်ဆွဲခေါ်တဖြည်းဖြည်းနဲ့နောက်ပိုင်းကျတော့ကြာဒီကံတရားကြီးစရာတွေဆိုစရာတွေငိုစရာတွေနဲ့ဖြစ်တော့ပါဘူးဆိုပြီးကျုပ်အပေါ်ကျုပ်ကလှေကားဆိုတော့နင်းတက်ပြီးအထက်ကိုသွားကြမှာပါဒါပြီးကျုပ်ကြောင့်ခင်ဗျားတို့အထက်တက်သွားခင်ကျုပ်တက်ပေးတဲ့လှေကားလေးနင်းပတ်လေးလည်းမမေ့ကြပါနဲ့လို့ဆရာတော်ကိုယ်တိုင်ဝန်ခံပြီးတော့ဟောနေတာကြာဒီကံဆရာတော်တက်ပေးတဲ့လှေကားနဲ့ကျုပ်ဝိပဿနာကူးပြောင်းအောင်မယ်ဆိုပြီးတော့ခင်ဗျားတို့ရှိရောက်လာတာခင်ဗျားတို့ရိတ်သားလူတယောက်တိုးလာတာကြာဒီကံရောက်ဒီလိုကကြံဒီကအပြစ်ပြောနေမယ်ဆိုရင်ခမည်းတော်ရိတ်တာလူတယောက်ပရိသတ်တယောက်ယော့ပြီးမှကျုပ်ပြန်နေကျုပ်နဲ့အလားတူလူတွေလည်းယော့လိုက်ဦးမယ်မှအဲ့ဒီကြတော့ထဆွဲတယ်မဟုတ်ဘူးလေကျုပ်တို့ကဒီအမှန်တော့ဒီလိုပါဗျာတကယ်ဝိပဿနာဟောတကယ်ကောင်းတာဗျာဒါလေးတွေလျှော့လိုက်သိကောင်းပါဘာညာနဲ့ဆွဲခေါ်ပြီးလို့ဟဲ့ဒီပါဒီဆိုတိုက်တော့အဲ့ဒီတခါကကျုပ်ကိုကိုယ်တိုင်လျှောက်ပါတယ်ခမည်းတော်သိကျင်ရင်တော့ပြေမြို့ရွှေဆန်တော်ခြေရင်းမှာလည်းဖိတ်ဆိုင်ကိုမောင်ကြီးသွားမေးကြည့်ပါလက်တွေ့ဒါကြောင့်ကျုပ်အနေနဲ့ကဘယ်ဘက်ကလှည့်ကြည့်ကြည့်နိုင်ငံကျော်ဆိုတော့လဲဘလုံးရှုပ်ထွေးကြော်ရတယ်ဘုန်းကြီးဆိုတော့ပြီးမှန်ကျော်မဟုတ်ဘူးအဖက်ဖက်ကဟိုဘက်ကကြည့်ကြည့်ဒီဘက်ကကြည့်ကြည့်ဘယ်ဘက်ကကြည့်ကြည့်ညာဘက်ကကြည့်ကြည့်ကျုပ်အပေါ်မှာတတ်ထုအချခံရတာကြီးများလာပါသဖြင့်တော်ပြီလို့လိုင်းပြောင်းပါတယ်ပြိဿအဆိုးမခိုင်းပါနဲ့အငူမခိုင်းပါနဲ့ဟဲ့ဤငယ်နှမငယ်တို့ဆိုတာငိုတာတွေမပါလို့နင်တို့ဆိုတာငိုတာတွေမင်းတို့ဆိုတာငိုတာတွေနားထောင်နေတယ်ဆိုရင်တော့ဇတ်ထုတ်ပေါင်း60ကျော်လောက်မြန်မာနိုင်ငံအနှံ့အပြားမြို့ကြီးတွေတေးတန်သွင်းနေမှာရှိပါလေတနိုင်ငံလုံးအဲ့ဒီအရင်တုန်းကငိုတာလေးတွေပဲနားထောင်ကြတော့ကွယ်နောက်ထပ်တော့ငါသိခံရပါဆိုတာမပါလို့ငိုတာမပါလို့လည်းမပြင်းရကြနဲ့လိုရင်းဖြစ်တဲ့တရားတွေကိုနာသွားကြမသေးမချင်းမှတ်ရမယ်တရားကမှနိဗ္ဗာန်ရမယ်ဒီဆိုတာငိုတာတွေရည်စရာတွေဆိုတာကနိဗ္ဗာန်ရဖို့တစ်စက်မှပါခြင်းမှပါမှာပါအပြင်းပြေပြန်မပြေးအောင်ဖင်မြဲအောင်မအိတ်ချင်အောင်မငိုက်အောင်သာခေါ်ရတဲ့တရားတွေမို့လို့ပြောရတဲ့စကားပုံတွေမို့လို့အဲ့ဓာတွေကိုသိမမျှော်လင့်ကြပါနဲ့လို့ဒီကနေ့အထူးသဖြင့်သတိပေးအပ်ပါတယ်သဘောပေါက်ခဲ့မဟုတ်လားပြိဿကြီးသဘောပေါက်ရင်မပြင်းနဲ့ပေါ့ရှေ့နည်းနည်းဆက်ပြောအောင်မကျုပ်ကဓမ္မဂတိကဆိုတော့ဒီကနေ့ပဲငါစာကြည့်အောင်မှပြင်းတယ်ဆိုကြည့်လိုက်တော့ဓမ္မပဒမက်ကဝက်မှာကျွတ်ဝက်ပြိတ္တာကြီးအကြောင်းသွားတွေ့ဝက်ပြိတ္တာကြီးကကျွတ်တခြားမဟုတ်ပါဘူးဓမ္မဂတိကဖြစ်သွားတဲ့ဝက်ပြိတ္တာကြီးနားထောင်ကျုပ်ပြောမယ်ကတ္တဗဘုရားလက်ထက်ကမထေ2ပါးရှိတပါးကဝါ60ဗျတပါးက59ဝါရှိတယ်ဗျတကြောင်နဲ့အတူနေတာခြိနှင်းကောင်းစင်းညီကိုအရင်ကဲ့သို့ချစ်ခင်တလောက်ထိအောင်တတွဲနဲ့ငယ်တဲ့မထေကသပိတ်ပိုက်ပြီးတော့မထေကြီးကိုပြုတ်စုပြီးတော့အဆဆအရာရာလိုက်ပြီးတော့လာခဲ့သိချစ်ခင်အဲ့ဒီကြောင့်ဓမ္မဂတိကတပါးရောက်သွားတော့
ဓမ္မကတိကကိုပထေများကနေပြီးသူတို့ကြောင့်ရှိတဲ့သံဃာတော်တွေတရားဟောခိုင်းတရားတော်တွေတရားဟောခိုင်းနောက်တော့တရားတော်တွေကတရားဟောတဲ့ဘုန်းကြီးဆိုတော့ကြီးညိုပြီးပြညတယ်ပေါ့ပြတော့ဓမ္မကတိကကိုတော်ကတဖြည်းဖြည်းတစနဲ့ဆိုကြပါစို့လောဘရမက်ကကြီးလာဒီကိုတော်နှစ်ပါးဟာအင်မတန်နှုညံ့ဒီမထေကြီးနှစ်ပါးသည်အင်မတန်သိမ်မွေ့တယ်ညီကိုအရင်ကလို့လေအလွန်ချစ်ကြဒီကိုတော်နှစ်ပါးတပားနဲ့တပားမသိမမြဖြစ်ပြီးတော့ထွက်သွားကြမှသာလျှင်ဒီเจ้าကိုငါပိုင်မယ်ကျမ်းလာတယ်လို့ကျမ်းလာပြီးတော့မထေကြီးနာသွားပြီးတော့တိုးတိုးနဲ့ရှောက်အရှင်ဘုရားတဲ့ဟိုအရှင်ဘုရားဟိုမထေနဲ့တရင်သုံးကတာစိတ်ချမ်းသာပါရဲ့လားဗျာဟိုစိတ်ချမ်းသာတယ်သူတော်ကောင်းသိစိတ်ချမ်းသာပါအစစရာညီရင်အကိုကဲဆိုအမတန်းချစ်ခင်ကြဒါဖြင့်ဗျာတဲ့တပည့်တော်ရှောက်စရာတခုတော့ရှိတယ်ဗျာရှောက်ပါကိစ္စမရှိပါဘူးရှောက်စရာရှိတာရှောက်ခက်တယ်ဗျာတပည့်တော်ဒီစကားရှောက်ထားရမှာအမတန်းဝန်လေးဗျာအမတန်းရှောက်ရခက်နေတယ်ဗျာရှောက်ပါလို့ဇွတ်တိုက်တွန်းလဲ तू မရှောက်ခဲ့ဘူးမထင်ငယ်ရှိကြပြန်တော့လေဒီလိုပဲပြောတယ်ရှောက်ဖို့ရအလုံးဝန်လေးဗျာအလုံးခက်တယ်ဗျာတရက်နေလဲဒီတိုင်းပြောနှစ်ရက်နေလဲဒီတိုင်းပြောသုံးရက်နေလဲဒီတိုင်းပြောနောက်ကြတော့တရားနာပြိဿအဲ့ဒီဓမ္မကတိကကိုတော်ကမထေကြီးပါကတ်အရှင်ဘုရားတဲ့အရှင်ဘုရားစီမထင်ငယ်နဲ့အတူတကွဆွမ်းဖုံးပေးသလားဗျာ။အိုးညီရင်အကူကဲ့သို့ချစ်ခင်လာတာသူ့အပြစ်ဘာမှမြင်တာမှမဟုတ်ပဲအတူတူဖုံးပေးတာပေါ့။ဝန်လေးပါပြီဗျာဝန်လေးပါပြီအရှင်ဘုရားအတူတူဖုံးပေးတကောဗျာ။ဟောမထေကြီးဒီတိုင်းပြောတယ်။မထင်ငယ်ကြတော့လည်းဒီတိုင်းသွားပြောတယ်အရှင်ဘုရားဟိုမထေကြီးနဲ့အတူတူဆွမ်းဖုံးပေးသလားဗျာ။ဆွမ်းဖုံးပေးတာပေါ့။ဝန်လေးပါပြီဗျာဘာလိုကြီးဘာမှမဟုတ်ဘဲနဲ့ရှောက်ပြောနေတာဘာမှမဟုတ်ဘဲနဲ့ရှောက်ပြောနေတာတရားနာပြိဿနောက်တော့အရှင်ဘုရားသည်တဲ့ဟိုမထေကြီးရဲ့တပိတ်သင်္ကန်းကိုအစစအရာရာယူသေးတဲ့မှုကိုယ့်ရဲ့ငယ်ရွယ်သူအဖြစ်နဲ့ဝတ်ကြည်အောင်ပြုစုသလားဗျာဟိုပြုစုတာဗောမထေကြီးပဲနောင်ကြီးရင်ကသူချစ်ခင်တာဩရှင်ဘုရားဒီလိုပြုစုနေတာပဲကိုဗျာအလေးကောင်းပါတယ်အရှင်မရစိတ်ထဲတန်ရှင်းရင်တော့မထေကြီးကြတော့တမျိုးသွားပြောဗျဒီလိုအမျိုးမျိုးလှက်ပတ်ပြီးပြောတော့နောက်တရားနာပြိဿကြီးယဟန်နှစ်ပါးအင်မတန်ချစ်တဲ့ယဟန်နှစ်ပါးစီတပားနဲ့တပားတန်ရဝင်လာမဖြစ်ဘူးဒီကိစ္စငါတို့အတူတကွနေလာခဲ့တဲ့ချိန်ခါမှာဘယ်လိုအပြစ်မှမြင်ခဲ့တာမဟုတ်ဓမ္မကတိကဒီလိုမေးတဲ့ကိစ္စစီအကြောင်းတစ်ခုခုတော့ရှိအလေမေးကြည့်တာကောင်းထမရဲ့ငါရှင်ဟိုသင်ငါအပေါ်မှာဘာတစ်ခုခုများအပြစ်မြင်တဲ့တန်တရားရှိတယ်လေမရှိပါဘူးဗျာသင်ငါအပေါ်များတန်တရားရှိလို့ဘယ်သူများဘာပြောမိလို့မပြောပါဘူးဗျာနောက်မထင်ငယ်ကလည်းတပည့်တော်တော့မပြောဘူးဗျာအရှင်မရတပည့်တော်အပေါ်များဘာအပြစ်မြင်လို့တန်တရားဝင်ပြီးတော့တပါးပါးကိုတစ်ခုခုတော့စကားပြောမိသလားမပြောဘူးငါရှင်ငါလည်းဘာမှမပြောဘူးအဲ့ဒီရင်တရားနာပိဋကနှစ်ပါးတယောက်နဲ့တယောက်ထင်ဝတ်တယ်ထင်ပြီးတော့ဓမ္မကတိကတိုက်တဲ့ကိစ္စကြောင့်နှစ်ပါးရံဖြစ်ပြီးတော့ကိုတော်ကြီးကွဲကြကွဲပြီးတော့တော်ပြီတင်းနဲ့ငါမနေဘူးတင်းနဲ့ငါနေလို့မဖြစ်ဘူးမထေကြီးကအနောက်ကထွက်တော့မထေငယ်ကအရှိဘက်ကထွက်ဓမ္မကတိကလိုက်ဆွဲတယ်ရှင်မရတို့မဟုတ်ပါဘူးဗျာမဟုတ်သေးပါဘူးဗျာယဟန်ဝင်နေပြီးတော့ယဟန်သိခါကြီးထိန်းနေဆောင်ရှောက်ပြီးဒီလိုနဲ့မတော်ဘူးဗျာမသိဘူးဗျာနေကြပါဦးဗျာမကြွားနဲ့ဗျာမလုပ်ပါနဲ့ဗျာမရဘူးဟန်တာပေါ့လေဟန်တာတားပြီမဲ့မရဘူးထွက်သွားကြသူကအဲ့ဒီကြောင်ပိုင်နော်မနဲ့ကြတော့ဆွမ်းစားကြွတော့မထေနှစ်ပါးမပါဘူးသူတစ်ပါးတည်းကြွသူတစ်ပါးတည်းကြွတော့ဟိုကဒကာတော်တွေကမေးတာပေါ့ရှင်ဗျာတဲ့မထေကြီးနှစ်ပါးမပါဘူးလားဗျာမပါဘူးတဲ့မနေ့ကပဲတစ်ပါးနဲ့တစ်ပါးယဟန်ဖြစ်ပြီးတော့တဲခဲတကူဒေါသဖြစ်ရံဖြစ်ပြီးထွက်သွားကြဆွဲလို့မရစီလို့မရတားလို့မရအမေသူကစကားကောင်းပြောပညာမရှိတဲ့လူတွေကတော့ငြိမ်နေပညာရှိတဲ့လူတွေကစဉ်းစားဒီမထေနှစ်ပါးပြီတို့လောကစကားလို့ပြောရင်လင်မယားလို့တွဲနဲ့အင်မတန်ချစ်ကြခင်ကြညီကိုအရင်ပမာဏဒါလောက်ချစ်တယ်မထေနှစ်ပါးသည်ဘယ်တော့မှဒီလိုဖြစ်ခဲ့ဘူးတာမဟုတ်ဒီဓမ္မကတိကရောက်လာမှဒီလိုဖြစ်တယ်ဆိုပြီးတော့တချို့ကလည်းဓမ္မကတိကပေါ်တန်မြဝင်ရသူ့ကြောင့်ပဲဆိုတာတန်လေးထန်ကြဆုံးဖြတ်ကြ
ဒီလိုနဲ့နေသွားလိုက်တာတရားနာပိဋကဟိုယဟန်တစ်ပါးစီကင်းကွာပြီးတော့သွားလိုက်တာကျင်းလို့လည်းမရဘူးဆွမ်းဖုံးပေးလို့လည်းမရဘူးငါအပေါ်သင်းတန်မရဝင်ရလိမ့်ချင်းဓမ္မကတိကကိုသင်းသည်လို့ပြောရလိမ့်ချင်းဟိုတစ်ပါးကလည်းအရှင်ဘုရားဒီလိုပြောရလိမ့်ချင်းအတူတူကနေလာတာပြောရလိမ့်ချင်းနဲ့တစ်ပါးနဲ့တစ်ပါးမကြေမချမ်းဖြစ်ပြီးတော့စိတ်ကမကြေနှက်ကြသေးတော့တရက်မှကျင်းလို့မရဘူးဆွမ်းဖုံးပေးလို့လည်းမရဘူးဒီလိုနဲ့နေလာလိုက်ကြတာတရားနာပိဋကအတော်ကလေးနှစ်တည်ကြာညောင်းလာတော့ယဟန်နှစ်ပါးကြောင်းတစ်ကြောင်းမှာတစ်ခါတည်းသွားဆုံရဟိုတစ်ပါးကလည်းဝင်ဒီတစ်ပါးကလည်းဝင်ခင်းထားတဲ့အိယာလေးတွေဝင်ပြီးတော့ကျိတ်လိုက်ကြတော့တစ်ပါးနဲ့တစ်ပါးနေဘူးတဲ့မျက်နာတွေဆိုတော့မြင်လိုက်ကြညီကိုအရင်ပမာဏအင်မတန်ချစ်တဲ့ယဟန်နှစ်ပါးသည်ဓမ္မကတိကဂုံးတိုက်တဲ့ဇကားကြောင့်ထွက်သွားကြရာမှပြန်ဆုံမိတဲ့အခါမှတ်မိထားတဲ့မြင်ဘူးတဲ့အတူနေဘူးတဲ့ချစ်ခင်တဲ့ယဟန်နှစ်ပါးသည်တစ်ပါးနဲ့တစ်ပါးမမြင်တော့မျက်ရည်ဖုံးလာမျက်ရည်ကြလာအော်အင်မတန်ချစ်တဲ့နှစ်ပါးဓမ္မကတိကသူ့အကြောင်းပြုပြီးတော့ကွဲလာခဲ့ကြအတော်ကြပါဖြစ်လားလေငါဒီသူ့တပိတ်ကိုအရင်ဆေးကြိုးပြီးတော့ယူရကောင်းလိမ့်မလားငါကအရင်လျှောက်ထားရကောင်းလိမ့်မလားဟိုမထေကြီးကလည်းငါကသူ့ကိုအရင်လျှောက်ထားရကောင်းလိမ့်မလားနဲ့နှစ်ပါးတစ်ဖြည်းဖြည်းဒစိမ့်စိမ့်ကြိတ်ပြီးတော့တစ်ပါးနဲ့တစ်ပါးကတ်သွားအရှင်ဘုရားငါရှင်သင်မျက်ရည်တွေနဲ့အရှင်ဘုရားလည်းငိုးနေတာလို့ဟိုကိုမျက်ရည်တော့ကိုသိတာမဟုတ်ဘူးသင်မျက်ရည်တွေနဲ့တဲ့ဟိုကလည်းရှင်ဘုရားငိုးနေတာကိုတဲ့အေးတို့ညီကိုအရင်ပမာဏအင်မတန်ချစ်ခဲ့ငါရှင်မေးရဟုတ်သင်ငါအပေါ်များငါနဲ့ပတ်သက်တဲ့အပြစ်အနာစာတွေကိုဓမ္မကတိကပြောမိလားတပည့်တော်တလုံးမှမပြောဘူးဖေ။သူကတော့ဒီလိုမေးခဲ့တာဒီဘာမှမဟုတ်ခဲနဲ့ဝန်လေးလှပါပြီပြောရမှာရှောက်ရမှာခက်ပါပြီနဲ့ဆိုလာတဲ့ရက်တွေက3-4ရက်ပါဗျာ။တလုံးမှတပည့်တော်ကသူ့ကိုမပြောမိပါဘူး။အေးငါရှင်ငါအပေါ်လဲသူဒီလိုလုပ်တာပဲ။ငါလဲတလုံးမှတင့်ရဲ့အပြစ်အနာစာကိုပြောမိပါဘူး။မှားပြီအင်မတန်ချစ်တဲ့ငါတို့ညီကိုရင်းလို့ချစ်တဲ့ယဟန်နှစ်ပါးဂုံးတိုက်တဲ့ဓမ္မကတိကဇကားကြောင့်ငါရှင်မှားပြီလို့တပားနဲ့တပားဖက်ပြီးတော့ငူလိုက်ကြတာပြိတ္တာမကုံဆုံးတဲ့928သွဲသောမေတ္တာပဲပေါ့မှန်ရလားပြိတ္တာကြီးအဲ့ဒီတင်တို့ဒီတိုင်းထားလို့မဖြစ်ဘူးငါတို့ကြောင့်ငါတို့ပြန်ယူမှာသူကြောင်းလို့ချင်တာနဲ့တို့နှစ်ပါးကိုတိုက်လားသွားကြစို့သွားကြစို့ဆိုပြီးတော့တရားနာပြိတ္တာကြီးအဲ့ဒီသူတို့သတင်းသုံးခဲ့တဲ့ကြောင်းဝင်ညဓမ္မကတိကသင်္ကန်းနေစီကြိုးပြီးတော့တပိတ်တွေစီကြိုးပြီးတော့ယူမဲ့ဟန်ပြင်းမယူနဲ့သင်ယူစရာမလိုဘူးပြင်းလုံးမဟုတ်တော့တို့အင်မတန်ချစ်တဲ့ညီကိုနောင်ရင်းငယ်သို့နေလာခဲ့တဲ့ယဟန်နှစ်ပါးကိုသင်ခိုက်ရန်ဒေါသဖြစ်ပြီးကြောင်းကထွက်အောင်လုပ်တယ်သင်အခုမနေနဲ့ထွက်လက်သီးတွေပါတွေဆုပ်လက်ပတ်မောက်ခတ်လက်ပတ်မောက်ခတ်တယ်ဆိုတော့တရားနာပြည်သားကျမ်းဂန်တွေကဒီတိုင်းပါတာပေါ့လက်ခမောက်ခတ်တာပေါ့ဗျာဟိုကျွတ်တို့ငငယ်တုန်းကတော့ဟိုဒီလက်မှာအကြီးကြီးဟိုအလုံးကြီးတွေဆွတ်ထားတဲ့ဟာတော့မမြင်ဘူးရိုးရိုးထိုးတဲ့လက်သီးပွဲတော့ကျွတ်တို့တောင်ပြုံးပွဲကြည့်ဘူးတဲ့အလွတ်ဒီလက်ဝှေ့ဆိုတာဟိုဒီလက်မှာကျွတ်တို့အကြီးကြီးတွေဆွတ်ထားတာပြည်သားမြင်ဘူးတယ်မို့အဲ့ဒါဘာခေါ်တော့အဲ့ဒါတော့ကျွတ်တို့မမြင်ဘူးဟိုဓာတ်ပုံနေတဲ့မြင်ဘူးတဲ့ဟိုတောင်ပြုံးပွဲတုန်းကတော့ကိုရင်ဘွားနဲ့သွားကြည့်တယ်ဒီတိုင်းပြည်သားလက်ကြီးကြောင်ကြိုက်ပြီးတော့ထိုးကြအဲ့ဒီကဲ့သို့ပေါ့လက်ခမောင်းနဲ့ခတ်ပြီးတော့တခါနဲ့ထိုးမဲ့ကြိတ်မဲ့ဟန်ပြင်လိုက်တော့ဓမ္မကတိကမနေရဘူးထွက်ပြေးယဟန်နှစ်ပါးသည်အဲ့ဒီเจ้าမှာချစ်ခင်နဲ့ဓမ္မကတိကအပြစ်ကိုသိပြီးတာနဲ့ကျင်နာစွာနေကြပါတယ်ပြိတ္တာအဲ့ဒီဓမ္မကတိကသည်အင်မတန်ချစ်တဲ့ယဟန်နှစ်ပါးကိုကွဲပြားအောင်ဂုံးတိုက်ခဲ့လို့ဟောသေပြီးတဲ့နောက်ဆုံးမှာအဝီစီငရဲမှာကြက်၍နောက်ပိုင်းမှာတရားနာပြိတ္တာဝက်ပိတ္တာကြီးဖြစ်သွားလိုက်တာလေကတ္တဗဘုရားလက်ထက်ကဘုရားနှစုရဲ့အကြားအတော်ဒုက္ခများတယ်ဟိုပြိဿဒုက္ခများပြီးဝက်ပိတ်တာကြီးဖြစ်တာဝက်ခေါင်းပြိဿခေါင်းကအမီးကပါဇက်ထဲပေါက်အမီးကပါဇက်ထဲပေါက်တယ်ကျုပ်ကြောက်သွားတာ
ကျုပ်ကဓမ္မဂရိကကိုကြောက်သွားတာကျုပ်အကြောင်းပြုပြီးတော့ဆိုတာကြိုက်တဲ့လူနဲ့ဆိုတာမကြိုက်တဲ့လူနဲ့ငါတော့ကြကျုပ်လားရှောက်တယ်အရှင်မရဘယ်တကားတွေကအရှင်မရဘယ်လိုပြောနေတာဗျအဘယ်ပုဂ္ဂိုလ်တွေကအရှင်မရဘယ်လိုပြောနေတာဗျတချင်းဆိုလို့တဲ့ဩခက်တဲ့တကားကြီးရဲ့လို့ဆိုတယ်ပြောတာသူတို့ကမှန်တာပြောတာကျုပ်ကလူတွေမြောက်ပေးတာအဟုတ်မှပြီးမဖြတ်နိုင်သေးလို့ဆက်ငိုးနေတာတကားကြီးသူတို့အပြစ်မရှိဘူးလေကျုပ်ကတချင်းမဆိုဘူးလားဆိုတာပေါ့ဗျအေးဆိုတယ်ပြောတာဘာဖြစ်တော့ဗျလို့ကျုပ်ကဆိုတယ်ပြောတာအဲ့ဒါမှန်တဲ့စကားလို့ခဲ့ပါပြီရှင်ဘုရားဘက်ကနာလို့ပြောပြန်လဲအရှင်ဘုရားကဘက်နဲ့တရားသဘောတည်းကြီးလက်ပတ်ပြောဒါပဲပြောရမယ်တကားကြီးရဲ့ကျုပ်ဘာမှမပြောတတ်ဘူးဒါကြောင့်ကျုပ်စိတ်ထဲမှာကျုပ်အကြောင်းပြု၍ဆိုရာငိုရာတွေကိုအကြောင်းပြု၍ဘယ်ဓမ္မကတိကဆရာတော်နဲ့မှမတူကြံလီကံဒီမြန်မာနိုင်ငံမှာတချင်းဆိုငိုလို့ဒီလောက်ပြိတ္တာများလာသဖြင့်လူတိုင်းကြိုက်တယ်လို့တွက်လို့မရဘဲနဲ့မကြိုက်တဲ့ဘက်ကလည်းရှိနေပါသဖြင့်သူတော်စင်တွေအတွက်စိတ်ဆင်းရဲမှာကိုစိုးရိမ်သောကြောင့်မကြိုက်တဲ့ဘက်ဆိုတာကကျွတ်တို့ဒီလိုရှိပါတယ်နည်းနည်းလေးနားထောင်ပါမကြိုက်တဲ့ဘက်ဆိုတာကဆရာတော်သမတော်ကြီးများနဲ့အဖေကြီးအမေကြီးကျုပ်ပေါ်မှာဒီလိုဝေပါညကျန်ဒီကံတရားဟောမဆိုပါဘူးတဲ့တချင်းဆိုတာငူတာလေးသာလျှော့လိုက်ရင်ကောင်းပြီဟောသူတော်ကောင်းစကားဒါမကြိုက်တဲ့ဘက်ကတပိုင်းကိုပြောနေတာနော်သူတော်ကောင်းစကားဒီဆရာတော်ကြီးတွေရဲ့စကားကိုနားထောင်ခြင်းလို့ကျုပ်လည်းအတော်လေးကြည်ညာလာခဲ့ပါတယ်ဆိုတာငူတာတွေလျှော့ပြစ်လိုက်ရှင်မရတို့တပည့်တော်တို့တရားဝဲခိုးတယ်ခင်ဗျာပြည့်တဲ့လူတွေကစမကြည်နာဘူးဘာဖြစ်လို့တော့ကိုရှင်မရတရား6ကြီးဟောဗျာတရားရေဆိုးဟောရအောင်မလို့မဟုတ်ဘူးဗျာတဲ့တပည့်တော်တို့ပွဲကိုအရှင်မရအဟဲနဲလို့ဗျာတဲ့မငိုလို့ဗျာဒါနဲ့ဒီဘုန်းကြီးကလည်းကြီးညိုလို့ပြင့်တဲ့ပုဂ္ဂိုလ်တွေဒီလိုလှုပ်လို့တော့မတော်ဘူးဆိုပြီးငိုဗျာရောဒါနဲ့အနှစ်20လုံးလည်လိုက်တာနောက်မန္တလေးမှာသာသနာရေးဦးစီးဌာနမူကကျွတ်တို့ဟိုသာသနာရေးဥလှဆိုတာရှိပါတယ်ဆရာတော်ကြီးတွေကဆရာတော်အမိန့်ရှိတယ်မင်းဘုန်းကြီးလျှောက်ပါအောင်ကွာမင်းဘုန်းကြီးလျှောက်ပါအောင်ဟာအေးတရားဟောလေးရတော့ကောင်းပါရဲ့ဆိုတာငူတာလေးတွေဒါလျှော့လိုက်ရင်အကုန်ကောင်းပြီကွာဒီလိုဆရာတော်ကြီးတွေကအမိန့်ရှိတယ်ဗျာတဲ့သာသနာရေးဥလှကကျုပ်သတိပေးဘူးပါတယ်လျှောက်ဘူးပါတယ်အဲ့ဒါကကျွတ်တို့ကောင်းစေခြင်းနဲ့အပိုင်းကတစ်ပိုင်းတမင်သက်လူစီတာနဲ့ဝတ္ထုချင်းငွေတွေရနေတာနဲ့တရားနာပြိဿဘယ်ပုဂ္ဂိုလ်နဲ့မှမတူဘဲနဲ့ဒီခေတ်တဲ့ဝက်ကွဲအောင်စီးလာတဲ့ကြာဏီကံကိုတပိုင်းကပြန်ကြည့်ပြန်တော့လေ။အိုးတချင်းဆိုငိုလို့ရတဲ့သူလိုကြော်ဖို့အလွယ်လေးကွာ။ကြာဏီကံနိုင်ငံကြော်တယ်ဆိုတာတချင်းဆိုငိုလို့ကြော်နေတာပါကွာ။ဒီတပိုင်းကရင့်သီးနစ်နာကြီးနဲ့လဲကျုပ်အပေါ်မှာကပြစ်ပြောလာတာတွေ့ရပါတယ်။တို့ပါသောကြောင့်တရားနာပြိဿကျုပ်သည်ပြန်ကြည့်လိုက်တော့ကျုပ်အကြောင်းပြု၍ခုနှစ်ကဓမ္မကတိကအကြောင်းပြု၍နဲ့ကျုပ်စဉ်းစားတယ်ခုနှစ်ကဓမ္မကတိကအကြောင်းပြုပြီးတော့ကိုယ်တော်နှစ်ပါးကွဲသွားလို့ဝက်ပြိတ္တာကြီးဖြစ်ပြီးဗဇတ်ထဲအမီးကြီးပေါက်လာတော့ဂျာနီကတော့ကြောက်သွားငါတပိုင်းကအပြစ်ရှိနေပါလားဆိုတာငိုတာတပိုင်းကရှိနေတော့ကြိုက်ဖက်မကြိုက်ဖက်ငါအကြောင်းပြု၍နှစ်ချမ်းကွဲရပြင်ဖြင့်ငါပါဇတ်ထဲအမီးမြန်ပေါက်နေမလားဟဲ့လို့ကြောက်သွားပါသဖြင့်ဒါကြောင့်တရားနာပြိဿကျုပ်သည်အတော်လေးဆင်ခြင်ပြီးတော့အခုမနေ့က1339နရောလစုပ်14ရက်လကွယ်နေ့ကကျုပ်ကြီးညာခဲ့ပါတယ်ပြိဿနော်ကြီးညာခဲ့ပါတယ်ကျုပ်စကားပြီးပြောက်မဖြစ်ပါရစေနဲ့နောက်ပိုင်းလွမ်းတဲ့ဇတ်ထုတ်ကြီးကရှောက်ထားပါလေဗျာလျှောက်ထားတာပြောရတာလေမဆိုဘူးမငိုဘူးလို့မနေ့ကစပြောခဲ့ပြီအဲ့ဒီဝက်ပြိတ္တာကြီးဖြစ်နေတော့ရှင်လက္ခဏာမထေနဲ့ရှင်မောက္ကလမထေသည်ကြွသွားသောအခါမှာအဲ့ဒီဝက်ပြိတ္တာကြီးကိုသိမြင်တော်မူသဖြင့်ရှင်မောက္ကလပြုံးတော့ရှင်လက္ခဏာမထေကရှောက်တယ်ရှင်ဗျာဘာကိုပြုံးတာလဲဗျာငါရှင်အခုမမေးနဲ့ဦးအခုမမေးနဲ့ဦးမြတ်စွာဘုရားရှေ့ကြမှာမေးဘုရားကိုတော်မြတ်ရှေ့တော်ကြမှာမေးလို့ဘုရားကိုတော်မြတ်ကြမှာရှေ့တော်ကြမှာမေးလို့ဆိုပြီးသွားလိုက်ကြတာဆွမ်းခံဖုံးပေးပြီးတဲ့နောက်ဘုရားရှေ့ရောက်ရှင်လက္ခဏာကရှင်မောက္ကလမေးရောမေးတော့မှရှင်မောက္ကလပြုံးတဲ့အကြောင်းကိုဝက်ပြိတ္တာအကြောင်းအစပြောလိုက်တဲ့အချိန်ခါမှာမြတ်စွာဘုရားကိုတော်မြတ်ကခြေသားတော်တဲ့ငါဣတပိတဝကဖြစ်သောရှင်မောက္ကလဉာဏ်အမြင်ရှိလို့ဒီခဲ့သို့ပြုံးပြီးတော့ဝက်ပြိတ္တာအကြောင်းကိုသူသိလို့မိန့်တော်မူတယ်ငါဘုရားသည်ဘောဓိမန္တိုင်ဘုရားဖြစ်တော်မူကားစကလေးက
ဟောဒီဝက်ပိတ်တာကြီးကိုငါဖះသည်မြင်ပြီးသားချစ်သားတို့မြင်ပေမဲ့လို့တပ်ပြင်းညွတ်တာရွှေညံတော်ကြီးနဲ့လေးတင်ချီနဲ့ကဘာတသိမှွေတော့မှရတဲ့ညံတော်ကြီးနဲ့ငါမြင်လို့ဟောပြန်ပါတော့လဲဟောချိန်မကြဟောရပါတော့လဲမောယုံရှိပြီးတော့ယုံကြည်ကြမည်မဟုတ်၍ယခုတော့ချစ်သားမောက်ကလန်သက်သေရပြီဖြစ်သောကြောင့်ဒီဝက်ပိတ်တာအကြောင်းကိုငါဘုရားဟောမယ်ချစ်သားတို့လို့ဆိုပြီးတော့ဓမ္မဂတိကဘဝနဲ့ဟိုနောက်အတိတ်တုန်းကယဟန်နပကွမ်းအောင်တိုက်ခဲ့လို့ဝက်ခေါင်းကြီးနဲ့တရားနာပိဋကဗဇတ်ထဲအမီးပေါက်ပြီးဖြစ်တဲ့အကြောင်းကိုဘုရားကိုယ်တော်များဟောတော်မူတာကိုပိဋကရဲ့နော်ဒါကြောင့်မို့လို့ပြည့်ပြည့်စုံစုံဒီကနေ့ပြောကြားပြီးတဲ့နောက်ဘုရားကိုယ်တော်များသည်အဲ့ဒီဒေသနာနဲ့ပတ်သက်လို့ဝါစန္ဒုရခိမနသာတုတ်တန်ဟုတော်ရဲ့လို့နှုတ်ကိုဆောင်စည်းပါကာယေနသံအကုသလံနဂရိတာခန္ဓာကိုယ်နဲ့လေတရားနာပိဋကကြီးမပြုတ်ပါနဲ့တဲ့နှုတ်နဲ့လေမနောက3ပါးကိုရှောင်ပါနှုတ်နဲ့လေကျွတ်တို့ဝစီကံ4ပါးကိုရှောင်ပါနောက်စိတ်နဲ့လေမနောက3ပါးကိုရှောင်ပါကိုယ်နဲ့လေကာယကံ3ပါးကိုရှောင်ပါအဲ့ဒီအကုသလကမ္မပဋ္ဌတရား10ပါးကိုရှောင်ခြင်းမဲ့ဆိုရင်တော့ဖြင့်တရားနာပိဋကကြီးကျွတ်တို့အာရဒယေမက္ခမိတ်သိပဝေဓိတံလို့မိန့်တော်မူသဖြင့်ဖယားအစရှိတဲ့သူတော်ကောင်းများသည်အပြားအဖြင့်ဟောကြားအပ်သောမက်ကင်8ပါးသို့ရောက်ရာရောက်ကြောင်းရောက်နိုင်တဲ့အကျင့်ဖြစ်တဲ့ခြေသားတော်လို့ဖယားအမိန့်ရှိပါတယ်ဒီအမိန့်ရှိတဲ့ဒေသနာအဆုံးမှာဖယားတရားတော်ကိုနာရတဲ့တန်ဃာတော်ရှင်မြတ်များဒီသောတာပတ္တိဖလာတိသောတာပန်သဂရာဂံအနာဂံယဟန္တာတွေဖြစ်ကြပါတယ်ဆိုတဲ့ဝက်ပိတ်တာဇလန်းကလည်းနေထိတန်းပြီးဝိပဿနာတိုစီလေးလည်းနှစ်ဌာနပြောခဲ့ပြီနောက်ပြီးတော့မကုံဆုံးတဲ့မေတ္တာပြောခဲ့ပါပြီတရားနာပိဋကဒါကြောင့်ရှေ့ပိုင်းတရားမှာဒီကနေ့တဏှာကြီးခွဲနီးလောက်တော့ကြာသွားပြီခိတ္တရဆိုင်လို့ကျွတ်တို့ဟာပတိုင်းပေးကြပါအောင်စို့ဗမာပြည်နာမမိတ်မလျော့မပေါ့မဆန်းတော်တတိတရားဖြင့်တံပါဒေထမိမိတို့ကြီးမှန်သမျှလွယ်လေးနဲ့ကူပါလာလို့မပင်ပန်းကြပါဘူးဆိုရင်ဖြင့်ဓမ္မကတိကသင်္นานဖွင့်မဲ့ပိတ်မှန်းကြီးအမိုးမိုးပြီးမို့နောက်နှစ်ရေစက်ချဖို့ကြုတ်အာယုံပြုထားပါတယ်ဒါကြောင့်အချိန်မီကြိုးစားပြီးတော့လူတန်းနိုင်ကြပါစေကုန်သတည်း